전라 세시에 네 우나이마 저스타 KCBC, TBC 모두 성향의 인물지냐 수구로마 만약 첫단마 JBU 첫단마 저로 손잡아게 세나이마 저로 TBC 미게 인도 예 인도시아네 요즘이야 간도 수세시마 안에서 인도 나바 수백에 세척바 때문에 대여 이가라 자반행한 자반 베티스 유니언의 부타진의 뒤에무 미시고기 하나세야 올라서냐 들과 송자바네 에리 시즌마 저로 KCBC 아티도 바네네 JBU 자반행한 이 제주반 베티스 유니언의 아티도 바 네셀레 이 야티 티티 간바부 미케 틴도 네 니노이 비카라 아장규 비순세진 빈신진 저로 들과 와이도 성이 아시 부시게 바래 에리에 시생 안미 대야부야 저로 야만나가 아주 에리도 나발레베 여시나 바래 그러니 믹세데 칭마 미미 구부 미미 야네 비로마 기소 믹세 리딩 보자마 피바데 아쿠도 피 시아시 나바고 저로 나메코 비로마 마타기야 비로 알룸 티미 온다 주수 비 네네 저로 믹세 비로바데 디 시아로 피 저로 시아로 라는 S 두자 피바데 띵동 띵생 아다 산스가 피도에 짱동 띵도 예 파팅시아 피바데 미사 베로바데 이사마를 저기 시아로 답노 피바데 저로 미치나 마 KBC 나파시바데 나 KBC 다바마 저로 아두이 두예무 지다원 단성에게 시아로 답노 피바데 KBC 구마자로 시아 물리꿈엉 피바데 물리꿈엉 네파시데 소리냐마 바 여시나바데 아사라 저로 이 KBC DMU 조레나고 피바데 다음에 저 아메리카 비디오의 책마 하나요 피바바데 다음 저로 미즈나 KBC DMU네 전동 디무시아 여시나바데 문제가 아시시 안미 되게 프라이데마 여시나바데 세네마 아침 피바데 문다정 저보다데 디네 저로 누구봐도 왜가 누군지 왜안 유시타데 다마산사고 치비우 그러마 아팅도 수그러마 거기 따다바데 저 와이비 그 아유 대전체 이 프로그램에 나오 자면나마 두디아 사바이마 비아키 인도 내 피바데 컴퓨터가 카드리 인통 피바바데 비아키의 인통 피바데 비아키 인도로 맞죠 그러마 우리 잡아서로 하나님 비치바데 마찬가지마 인도 피바데 비아키 인도 피바데 저로 배아정대 위나는 증가마 아침도 배아정이 맨 이제 가래 뜻비니 시작하래 냐노 앞이도 뒤로 성성래 비두가 그냥 신 이러마 춘춘래 디데 부춘나래 구성을 시작하래 비아키의 인도야 봉사는 문화가 기반해 아추다 딘도리 세차추 거래 루네세 동세산 세역산
인타오냐 아칸테마 그야 정 디시데 피카라 들비 이 first century 미나레 진가마 새 처스가 뜨그러마 이 지간에 간다 본능으로 동주 계좌를 주시냐 말해 공연지에 띵게다 시계 배매 쭉 에리 새 처스디마 어떤 수년진 토문아지친 수진 예 띵게다 보은지가 내목하면에 제일 필요한 순자로 내만능한 바운 자로 내가냐 바운 비아정 맞대야 마시구야 마사우야 에리티 저 시작하다 말해 다음에 동단승라다이 저로 아딘도의 서희모 자누무나냐 아 농수로시 배바운지 마시되 위두가 뭐냐냐한테 따오 서로 잡게 서로의 시대 잡အဲ့ဒါပါတော့လေဆိုလို့ရှိရင်ကနဦးအတင်းတော်မှာခရိယန်အနေနဲ့လက်ခံပြီးဖြစ်တော်ကိုယုံကြည်ကိုးစားလာတဲ့ဘုရင်မြင့်မြတ်များရှိပါတယ်လူကုန်တန်များရှိပါတယ်ဆင်းရဲတာအပါဝင်လူဒန်းစားပေါင်းစုံပါဝင်ပါတယ်မိမိရဲ့empire မိမိရဲ့နန်းတော်ခေခေဝဝနေရာကလည်းထွိုင်းပြီးတော့မှဘုရားကျောင်းကိုတွားမယ်ဆိုလို့ရှိရင်ဘုရင်များမုံမများတက်တဲ့ဘုရားကျောင်းကမထေဝါမရခန့်ခန့်ညာမရှိမရတော့ဘူးဒါကြောင့်သူ့ရဲ့ history အတိုင်းဘုရားကျောင်းကိုအိမ်မှာရှိတဲ့အဆောက်အဦများတဲ့တခါလေချွန်းတဲ့ဂျုံအောင်လှတဲ့လောင်ဆင်ထားတဲ့ပိတုကာဒီဇိုင်နာတွေ့ရှိလာခြင်းဖြစ်ပါလေအနည်းဆုံးခေခေဝါဝါမလုပ်နေတာတော့မှကျွန်တော်နေရာတက်မှာပြီးတော့မှဒီပါညာပြင်စင်ပြီးတော့မှရှိခုချပါညာပြင်စင်ပြီးရှိခုတာနဲ့ပါညာမရှိဘဲလို့ရှိခုဘေးဟာအတည်းကြက်တည်းဘူးလို့ပြည့်စုံတယ်နှလုံးသားထဲမှာခံစားမှုကဘေးဟာဘူးတော့မှဘုရားတည်နဲ့နီးစပ်တယ်လို့ထင်ရတယ်ဆိုတဲ့ပိုင်းရှိဒါကြောင့်ဘုရားခင်ကိုယုံကြည်ကိုးစားဆက်ကတဲ့ဆိုတဲ့နေရာမှာအတင်းတော်မရှိဘဲနဲ့လည်းပဲဘုရားရှိခိုးလို့မရဘူးလားရပါတယ်ဂျပန်နိုင်ငံမှာအတင်းတော်များရှိပါတယ်ဆဲချက်များရှိပါတယ်မြန်မာနိုင်ငံမှာလည်းပဲထုံနည်း၎င်းပါပဲအတင်းတော်ရေလို့တမပြတော်မှာရှိခိုးသလိုအတင်းတော်ရေလို့မတမပင်လည်းပဲပါရချက်ချက်စနေလည်းပဲဘုရားရှိခိုးလို့ရဘုရားကတော့နေရာတကာမှာလို့ရှိပါတယ်လို့ရှိတာပဲဒါပေမဲ့အတင်းတော်ရေလို့လူသမိုင်းမှာပေါ်ပြတယ်အတိုင်းမိမိရောက်တဲ့နေရာမှာအတင်းတော်အတွေ့ဆောင်ပြီးတော့မှစုဝေးကြပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကနေဂျပန်နိုင်ငံနဲ့အခြားတိုင်းပြည်များကိုစပြီးတော့မှမြန်မာနိုင်ငံသားများထွက်ရှိပြီးတော့မှနှုတ်ပတ်တော်ရှိတဲ့အတိုင်းတည်တည်ခံခြင်းထုံးချီးမွမ်းထုံးမနာပြုခြင်းနှစ်ပေါင်း20ကျော်ရှိခဲ့ပါပြီအခြားတိုင်းကြီးနိုင်ငံကြီးတွေမှာ30ပတ်ဝန်းကျင်ရှိပါပြီအများအပြားတော့20ပတ်ဝန်းကျင်15ပတ်ဝန်းကျင်10ပတ်ဝန်းကျင်အစပြုပြီးတော့မှတိုင်းနိုင်ငံတိုင်းမှာစုပေါင်းခြင်းဝတ်ပြုခြင်းတူပြီးဖြစ်ပေါ်လာတယ်ရှိပါတယ်ကျွန်တော်ဂျပန်နိုင်ငံမှာလည်းပဲ1990ပတ်ဝန်းကျင်တောင်ကစားပြီးတော့မှဂျလာဟာအနေနဲ့စုံစည်းကြတယ်ပြီးတော့ညီကိုများစိတ်သက်တာဆိုတာနဲ့ဘုရားရှိခိုးပြီးတော့မှနှုတ်ပတ်တော်ကိုနှလုံးသွင်းပြီးတော့မိမိရဲ့နိုင်ငံမိမိရဲ့အိမ်တော်စုမိမိရဲ့တင်းတို့တင်းတိုင်းများနဲ့ဝေးလာတဲ့နေရာမှာလုံငါကိုင်ငါအတမ်းညာများရှာချာလေ့လာရှိဖို့ရင်ကျွန်တော်တို့ပြပြပြချက်မှာစုစည်းခဲ့ကြပါလေ
그 피셔만 저로 소시비 또 그 피셔샤 만화차샤네 여러분 가운데 tin정 비로마 아틴도 아니네 본전 우성하게다 파피하게 지지 말라네 예수님 네 마음에서 저 시계 발이 다정 들어 건신 아틴도 로 들어 딱 비로마 와유 제야 서로 빈진진 피바게 자로 아틴도 JBU의 아틴도도 봐 필라비 수도냐레베 미키 아틴도네 외과진 미키 아틴도네 와하과진 차지 pit와진 미시바고 님의 대배적으로 미타야 뷰비 두의 프로바 채널 또 안에 두 와이진, 야진, 바원진, 우성진, 해 뷰진, 저년 야유진, 저런 예능은 다면 예 시예 열레 비로마 미긴 파기에 다우냐고 세대 비로마 두기 비샤 고서 예 신이 우마 피바리 소라 파피아기 지로 피바네 아고디네 저로 세대 비로마 왜 미안해 누구 봐도 나이스시니 이 월시부처럼 보면 못 봐고 월시부처럼 이시네 대비로만 그 피처 이시네 게시비시 이시 니노 대비로만 셰예고처럼 도와비로만 단나뷰 우연 베르베트나 시파트나 시도하면래 베르레트임래 수레 바이고 도안해도 다시마 피바네 디네 왜 맞힌데 누구 봐도 아딘도 수레 저를 방송 접시니 나마티 아딘도 수리마 묘린지 정시야 미야 피바레 소소가 저를 와이비 팥자데 디모데 팥파성 아칸지동의 셀린의 생각 바스다리 묘린의 대신자바레 묘린의 대신에 용지도냐 봐도 받았냐 아주도도냐 돼 묘린진 미안미안 야시비로마 공수로와바리 아주도도냐 돼 묘린진하 미안미안 여타바부 뭐가 됐다 다이마 묘린진 대시지 기바리 루스리마 룩샤로마 대신비 도하라미 녹음이 자데 living organism 대신에 시도 따뜻와 피바네 미얀마르 저로 비파리스가 요노비 보면서 시도 우투입니다. 에라고 저기 비선선 뺨에 서로시 루 따뜻와 비도 루트리 선수가 니네 지가 아닌 거야. 루다도와 다리라자 파리가 부두징루다. 디 부두징루다 밑에 루다냐하 혹시하브로마 대신 니자야메 루다냐 기발이 대신지에 만나방고 묘리레 시도 루다냐 피자바리 아랑에 세계리만 보자. 만나방 대신지 에라고 묘리 디네 저로 대신지하 만나방대 피바리 디네 알록도하지하 만나방대 가대 피바리 야차내가고 여시비로마ปัญญา도들 또하네게 저조다냐하 저런데 저마데 저런 이통데 저런 냉한데 만나방 돼 민지지 피바리 엘로မျိုးမဟုတ်ပဲနဲ့မိမိအင်တူအင်တာများအတွက်မလက်ခံတဲ့ပြင်ဆင်ခြင်းမရှိပဲနဲ့အလို့အကဲကကျူးစားမယ်ဆိုရင်သူတွေဘာမှတိတိကျကျရှိမှာမဟုတ်ပါဘူး။စံပွင့်နဲ့တိပြီးတော့အောင်တတ်မှာမဟုတ်ပါဘူး။မျောလိချက်မှမရှာမထားလား။ဆိုတော့အဲ့ဒီမလက်ခံတဲ့မျောလိခြင်းနဲ့တက်ရှင်ရာများစုနေတဲ့နေရာအတင်းတို့
Adinto ma masubene acharo adinto malu abene taman putu sing luda ne noele miyabula yabade dabe me eri byabikiye kandago hokde adinto ma hokde nyama sumi lushi no dajo tundinji sure tamatia lanjong sure tundinjim apoma lecho biroma jolu myolinji ya 뼈 낀 동안에 이제 누이다 들어가고 저 바로 빈 동안에 거지 소리 제피 말해 now 두제 책 맞아요 루디오 라메 조자 예수시 베칭 야물레 베칭마 뜻소물레 묘자 어떤 야저로 샤로나 바 라메 위자고 이야기야 sikku now 저로 뒤에 뭐 우선만에 단소리자 위사 야비 sikku니야 무구로 라메 수라 배신 라메 저로서 저 와이로 팟게 전체되면 면면 라미고 띠도 면면 라미고 띠세 친도 정 아딘도 디시진 피바네 디네 저로 되게 그래도 마차 개개 높아도 시대다 나리라 면면라 배칭라면서 뭐지 라메라 뼈 아딘도 가까이만 보면에 로가마 묘네네 믹스인 게 지면 아미한시 면면라메 면면라 베이징 라면에 띠자로 뼈네 내 통군님만 라메 좋아 피터 तमाशा से मां मैं ला में ता प्यो ला बेसिंग ला में तो प्यो प्यो पया के किंगा लोई जो मा मती ताशिन दो तमान दो क्या करे मती ना बुदो में को देले मती शिमादे 간지 न सेने दे के 36 मती बाबू मैं ला में मैं लाအဲ့နာမည်လာမယ်ဆိုတဲ့အကြောင်းကိုစိတ်ချယုံကြည်ဆိုတာနဲ့ယုံကြည်ခြင်းခိုင်မာဆိုတာနဲ့စောင့်မျှော်ရမယ်အကြောင်းကိုနှလုံးသွင်းပြီးစုစည်းပြီးနားလည်ရမယ့်နေရာဟာအတင်းတော်ဖြစ်ပါလေအတင်းတော်ဖြစ်ပါဒါကြောင့်ဒီမောတဲ့ခန်းကြီးတော့ငယ်14 15ကျဆိုတာမိကေတို့ကျင့်ကြံရမယ့်အကြောင်းကိုတွင်တင်ခြင်းဘုရားကြီးအတင်းတော်ဖြစ်ပါလေ။ဒါတော့တင်းတော်ထဲမှာတမချမ်းစာတင်ဖို့အင်မတန်အရေးကြီးတယ်ဆိုတာအဲ့ဒါပြီးကြတဲ့3နှစ်လောက်ကကျွန်တော်တို့အချိန်နဲ့စာမရနိုင်တော့တဲ့အချိန်မှာဒီ Sunday worship service တမန်တရားဟောကြားခြင်းကို teaching sermon doctrinal sermon အဲ့ဒီညများတွားကြမယ်နော်ဆိုတော့မှာခါတယ်ဘုရားမလေးတက်ရလို့မရှိလာတဲ့အချိန်ကြတော့အများကြီးကျိုးစုနိုင်တဲ့အချိန်က Sunday ဖြစ်တဲ့ကြောင့်အဲ့ဒီ Sunday မှာတမန်တရားအကြောင်းကျွန်တော်ကတခါလဲနာနချူနာနဝင်းချူအောင်ပြောဖို့လေလူရင်းလူပါပဲပါလေပါပါပဲဆိုတော့တမန်လမ်းကြောင်းအတိုင်းဖော်ပြလာလဲပါပါလိမ့်မယ်ဆိုတော့လမ်းကြောင်းမလွဲဘူးမမားဘူးဆိုရမြာဒီအတင်းတော်ရဲ့လို့စောက်တည်ပြီးတော့မှတွေ့တမန်တရားအတိုင်းမျောလင်းခြင်းအကြောင်းကိုကကနနာတည်ရှိပြီးတော့မှပျောက်ဆုံးခြင်းမျိုးမရောက်ရှိအောင်အတင်းတော်တည်ရှိခြင်းရဲ့ရည်ချက်ဖြစ်ပါတယ်ဆိုတော့မှရှင်ပေါ်လို့မှာတာဖြစ်ပါတယ်မြန်မြန်လာမီကိုသူ့ရဲ့အနဲ့အဓိပ္ပာယ်ကိုတည်ရှိတော့နေရာကိုတင်းတော်ဟုတ်ပါလေဒီကနေ့ကျွန်တော်ပြောပြသလိုပဲခရစ်တော်လာမယ်ဆိုတာတက်ကလေး2000ဘုဘဲတုန်းကခရစ်တော်ရဲ့အတာကိုကြားလို့တော့စောင့်မျှော်နေတဲ့လူတွေရှိတယ်လို့အခုလည်းပဲစောင့်မျှော်နေတဲ့လူရှိတာပဲအဲ့
애기 장고 몇몇 팅팅 자요 이러마 자드 가면 자드가 와 뭐와와 시니까 마시니까 필라이스도 애기 아민 아용이가 위신이가 그의 위신 필 다죠 아띵도 또마이마 네 미신 위신 지대다 미신 위신 에라다 루다니의 세계가 피고라는 위신 미신 피고 되고 예지바래 소대체 바래 에리 망간데 비아르키의 뜸말란정 미신 심벌 포비아의 다이베 에리 피아르키의 우도 피아의 판단고 비때 아띵도 해마 뼈스리야마 피바래 뼈스 다저 저는 church 때마이게마 there is no salvation outside the church 이라네 띵도 때마이마 아띵도네 왜 과면 아띵도네 낀 과면 소시 어원지 여덟 정말 그린지 쇼네네 소라 맞아요 그 오딘도마 church father 을 수자바 특별히 리네티 특별히 시바데 이네치 동체 지체도 비 베니아마 송레 수레 하 메드자 와시나 에기 와신 저로 이 나가노 도안에 바스시네 요 now Basra University का सीधे बस ले जाओ लो तीन तब में बेमा तो लो यक ले सुनाशी और माँ खुबान नामा यक ला टोंकी नामा यक ला आओकी नामा यक ला आओकी नामा चौदा से चौदा ना तुम जानो so बेनिया माँ तो आया इंसी नहीं मिले सुना चलो ये जी बात है मनीया चलो दिया ठेला तुम जाते हुए तबे खना ले याद वालो जो शायद ने जो तीनों चीज़ हाँ खना ले याद ला बेलूसी में से चलो टीवी पास्ती वो खाले हुआ इन्हें कोई ये लंदन चलो क्या लंदन चलो से हुआ उन्हें निश्चय लो याद हुआ प्यार के सॉन्ग में निया टीवी ये जी बारे प्यार की लामा को सॉन्ग में ये जी बे सॉन्ग में निया बेमा तो ये ना मालवाई तिचुगा 냥배 엄마 따서 तिचु가 미치나마 따서 미치나서 미치나 그라 먹나 와 긴가 미두 니라 미두 에라 그라 미치나마 따서 자 그래서 만나라 성야매니야 아딘도가 피바래 아딘도가 피바 아딘도가 성날에 성공성이야래 과디노 짐 존스အဖွဲ့ကလည်းခက်ကြမထောင်ထဲမှာစောင်းရင်ချက်ချင်းမရောက်နေတော့မရောက်ကဲမျက်စိနဲ့ကောင်းကောင်းမတွေ့နဲ့ဝိညာဉ်မျက်စိနဲ့ကြည့်ကြတာဘောဆိုတာဒီခါလဲအစနစ်စီတောက်ပြီးတော့ကြောက်ဥရကြောဖျားကြောင်းမှာစောင်းနေတော့နေရာမှန်တဲ့နေရာမှာစောင်းနေဒါတော့မှသူကစောင်းဖွားမလို့မှဒီခါလဲလူခေါ်တယ်ဖြစ်သွားအဲ့ဒါကဟိုကစောင်းရမည်နေရာတာရှိစွာနေပြီတည့်ပဲဆောင်နေပဲဆောင်တင်းနေပဲဆောင်ငါးနှစ်ဆောင်ဆယ်နှစ်အနှစ်တရားပဲဆောင်ဘုရားဆောင်မှာနှလုံးသားနဲ့ပျော်မွေ့ပြီးတော့မှနှုတ်ပတ်တော်နဲ့ပျော်မွေ့ပြီးတော့မှစောင့်ရမှာဖြစ်ပါလေပျော်မွေ့ဘုရားဆောင်မတက်နေချင်းကြတော့မိမိရဲ့ TV မိမိရဲ့ချက်စာအုပ်မိမိရဲ့ iPod ပေါ့နော်랩톱 좀 아이폰도 많아 있습니다. 아이패드 봐, 아이패드. 그리고 왜 성성다? 미미의 성내미야노 이만 필매, 피아성만 필매, 인간대만 필매. 다음에 그냥 필요. 이 피아성만 성내야, 그라. 이 아딘도 수리야 이지의 정 지벌과 보편의 정. 다시 수완이의 진가가. 送下来娘的路，路头下来娘的路，送人的，切切波不啦，这边的西的把给，对啦，那种不要讲嘛，叫偏僻的，度假景南美讲过，送苗经验，
아티가 아예지의 책정 피아정 라디진 피자마리 심벌로 루나미야 라브로 루나 피아제 정 디신벤타로제 정도 빠에 아루 치니베 저로 맨날 차지가 다리 뜨면 뼈 아 차로 세 차지가 면면 뼈래 저정 면면 나리 저로 맨날 차지가로 에로 탁하들에 뜨면 뼈 로세 뜻신데 냐마 뜻으로 예지래 뜻신진이라고 면면 뼈래 다죠 저를 면면 뼈 그냥 누구더라 이래서 잘하네 내가 만에 에라 요네 자리 좀 세상 막 저로 아직도 뭐 험마 좀 띠똥새고 좀 험똥새고 좀 띠는 새고치 수건 쳐서 kuma 띠리 띠게 강네 두시냐 띠고시야 가래 원고 마마니 소소면 띠야 베이는 마니 냐냐 띠야 너 에라 시아라 메조라 지치라네 가이스 띠도 띠우시야 저로 띠다 저로 에로 띠다 처음에 정신이다 kuma 띠리 아니오사 그러니까 니뽕 레시시니 나머지 피아니 더 원하네요 나머지 피아니 무슨가 다시 저로 들어레고 마찬가지 파데니야 아띵도 정 나레부야 저로와 눈두이 그러마 생산부야 예시발에서 제 피발에 성명야매 내야 피발에 기딘지 안정고 성명인 리란 로티로 대신 레다이네베 마영이야 용지진 가야마 이라게 도와야마고 사이레 저로와 푸냐메 도와야메 상대방의 누구냐메 에라서 누야마 왜 다음에 저로에 용지진 아테마 파야르키네 카이카이마마 용지진 에라 뜻이지지 수레체 별금 눈밭도 소임이 그러면 녹가에 또한 흡시하면서 것이 다 뒤에 메타 그러는 비슷해 피아르키 알론스는 띠고 피아르키 띠바리 남비로마 레짓 뜻자로 용마 단디야 수라 시다바리 다른 페이지 포비아라 단디야 넘다 에라 팔로시 들어 내고 식바 랩바 판이 도와래 단디야 넘다 아사로 자치다 뭐 소마자로 손 왔다 단디야 넘다 가 내고 특히 크리토고 내가 때 해마 띵 비로마 아손 진기자마네 에디 피피레디 투산의 피피레디 가래 살체 비로마 다이제스트 비로마 단디야 피케디 노동다리 롱피토 나무 여가 기자마네 에디 정부도 사포에도 수다 피파레 디네저 루다냐면 단디야 시대서 네바베 이번에만 치킨 뻥딘 기기미미 시대 미스디기 시발에 단디야 마시딘데 냐말에 시라다 다루 단디야 마겐시가 시다 다루 루다베 시다 바리 다음에 누구바도레만 포비아 에타에 만간도 우고에진 디시 간사야니 내야 피바레 간지 똥 안에 세척 만간도 우고에진 디시야메 간사 피바레 디네 저 람마그로마 만간도 용지 우고에진 디시 간사 그로마 와자 다음에 아추니야 맞잖아 란로에 세대 란로에 세대 내안을 피다바레 저러 뭐 때도 좀 나고 하지마 저거 잉릭사 다친데 되죠 잉릭스가 뼈리야 도와봐 민내 처치도 못 맨날 바이처스 처치만 도와래 냐게 동나에 내나이마 뭐 바라 처치스 저러 에라 바이처스 도와지마 잉릭사 다치 도와 너 냐게 듣고 봐 말해서 전사정에 말루부 아직도 지지만 말에 말루부 뭐 지라인 지타 전때 수브로 손편다 에이야 에마 그 간에 끝이 누서 와시캅샤이 피도
나자 르다라 공공 나통 이레베 그래 거 변자 그게 거 변자 에이 내가 사리 지금 도와로 때리자 블라와 다친 에이 전자 정도 물르고 딘도 레베 옥중 무고 마냐스나 공공디디공디레 물르고 지금 그런 도와로 때리자 다친 내면세 수고로 yap래 다정 저로 용마단디야 스스로 피보는데 다이게 저로 만간도 딘도에 띵게다 고고에진 디지 그 데식 디시에 정이야냐고 난리내서 시도 정이야냐고 띵변진 칸산진 리라진 에이 아무고 뷰로 딘도디 편이 만간도 딘도 피바네 나 나한테 참 맞아요. 저로 배로 봉산에 심하고 팀맛비 성면에 자리. 특하리서 등에 심야고 성자노. 내 만났나 스핀 거라나 반반나 게라. 에라 그지. 넥타이 치라마라. 그날 아시밀라 니시밀라 워갑 녀다 자. 주님의 건배에서 배로 한 반에 나올래 쓰라. 성자리. 저로 망간데 와야 기에 아딘도제마 성녀진 망간도 비안긴고 디시대 용지도면의 성녀진의 나성 귀시야매 한반 안모야 말해 수르시 봉안디에 내과 아택고 유성진고 묘의 대신야매 야구 간사유 성녀진 피박이 성녀진 피박 야 강에 세척이만 보비하다 망간진 봉안디에 내과 아택고 유성진 묘의 대신야매 야구 에이 한반 안모야구 디시 조딘 디시 들어가 성녀의 내야 비만해서 아딘도만 말이 다정적으로 지금으로부터 시시 우리 두세 배 시기 뭐 도와주고서 나도 정내 두다 훈련에 그 사람이 훈련에서나 그냥 훈련만 하더라 지난야 시에 다니고 그냥 좀 말하는 무슨 다고 하고 스케줄 수업으로 막 이만이라 싫어 서로 피하정 때렸어 띵도서 라하사는 게 이야기 말해 룽에냐 칼에 그 디니스 니네 투산 라이로 오자 우리 야래 무섭나 면면색색 피나고 아빠만 니는 하사를 부자 그래서 아빠만 누구랑 엄마 수나 애나 아니야 시대냐 맞수나 저로 대구 몽디에네 칼에 빈성마고 묘리비로 좀 묘리지가 엄마 집으로 보고 되다 이 두디아진 좋아하시마 저로 띵도마 라하사 룩비로마 두디아진 좋아하면 지마 대구 유성진 에라 렉한 에이 예체 에이 끼린치 에이 그 성령의 진 피바리 그리스도가 반반비라라 그리스도가 내만 딱 비라라 위용내 라라 그거를 피네 제가 지금 위용으로 보면 저기 에리야 때가는 거는 위용도 추타게 노 에리야 추타게 띵냥 폼으로 막 위용으로 그래 에이 작은 위용아 엘리셰 두비안 미로마 생각해 서로 위용 무브 다 비하게도 저 바바도 증사자 루 서로 뭐가 얘네 비하게 두두 치성진 판야구 피하정아 라하자는 내집 피바래 디네 꼬야 머네야 수레 꼬야 룽이냐 수레 룹성 발라우다 하자다 피들래 발라우 하모니 피들래 서로 띵도마 하모니 피지하 공개되마 하모니 피지 피바래 띵도마 신수진디 공개마 신수야면이야 타워싱 팀체벌레 누구 니부레 우여만 우셔세 렘루 서 피소 서 디신수 우베루 서 디마 라하장 바이 호마 바레 서
မဆူနိုင်ဘူးတိပြီးတော့မဖြစ်နိုင်ဘူးဒါကြောင့်ဘုရားကြောင့်တက်ခြင်းဒီကောင်းကင်နိုင်ငံငါတွားဖို့တဟာစာလုပ်နေခြင်းဖြစ်ပါလေရှင်မိုးလို့အဲ့ဒါပြောတော့အဲ့ဒါပြောဒါပါစတာရှင်မိုးပြောတာရှင်မိုးလို့ပြောတာတိကောခန်းကြီးဆက်တော့အငယ်ဆက်တိဆက်နေကနေဖတ်သွားလို့ရှိရင်အဲ့ဒီကြောင့်ပါဘုရားသခင်ရဲ့အကြောင်းကောင်းကင်နိုင်ငံအကြောင်းဒီကျမ်းစာထဲမှာခံစားတွေ့ရှိလို့နားလေပါပြီဒါမဲ့လို့ဆိုတော့ခံစားတည်ဘူးနောက်ကျဘဝတပန်းကူပြောင်းလို့မှဒီခန္ဓာကိုယ်ကြံခဲ့ပြီးတော့ဝိညာဉ်အတက်တာခိုလုံကူးစားရမယ့်အချိန်ကြရင်လက်တွေ့ခံစားရမှာဖြစ်ပါလေဆိုတော့ရှင်ဘုရားကသတ်ဆင်းပြီးတော့မှအတိတ်ကိုရှင်းထားပါလေဒါကြောင့်ခရစ်တော်ဗျာကိုစောင့်မျှော်တဲ့သူများပြီးခဲ့တဲ့ပတ်ပြပေါ်ပြတယ်လို့ပဲအရင်နှစ်ဆုံးသွားတဲ့လူဟာဒုတိယအချိန်ကြွလာခြင်းကိုအရင်နှစ်ဒီကိုခံစားပြီးပြီပြီးခဲ့တဲ့နှစ်ပေါင်း1500နှစ်ပေါင်း2000မှာခေါ်လို့မင်းကံရဲ့ယုံကြည်သူဘူပေများရဲ့ဒုတိယအချိန်ကြွလာအဲ့ဒီနှစ်ပေါင်း1500နှစ်ပေါင်း2000ဖြစ်ပါလေဒီပဲဆိုတော့ယုံကြည်ပြီးအသက်ရှင်ပြီးဖျက်ရင်ခေါ်လို့မင်းခံရခြင်းဒါတွေ့ရဲ့နေတက်တာကုံဆုံးခြင်းလူသားတွေဆိုကြတယ်ကုံဆုံးခြင်းပဲဆိုတာတကယ်တမ်းကျတော့ဖျက်ရင်မှာအတိတ်မွေးဖွားခြင်းဒါစပြီးဖြစ်ပါလေဒါကြောင့်ဘုံအကျေနဲ့အသက်ကိုယူဆောင်ခြင်းယုံကြည်ခြင်းကြည်ရင်ခြင်းခံစားရှိတော့အဖွဲထဲမှာပါဝင်နေမှုဘုရားကြောင့်တည်ခြင်းဖြစ်ပါလေနောက်အခန်းကြီး2အတင်းတော်ဒီမိကဲ့သို့အတွက်တည်ရှိနေရခြင်းဖြစ်ပါလေဆိုရအောင်ဆိုရစဉ်းစားမှုရอยู่ပါလေအတင်းတော်ဒီစောစောကတော့ဘယ်လိုနေရလဲဆိုတဲ့ဟာပြောညာပေါ်ပြအခုကျတော့အဲ့ဒီအတင်းတော်ဘယ်လိုအတင်းတော်ပါလဲဘယ်လိုအတင်းတော်ပါနောက်ဒီအသက်ရှင်တော်မူသောဘုရားသခင်တည်ရှိရာကျောင်းကန်ဘုရားဖြစ်ပါလေဟာဘာကုတ်အခန်းကြီး2အငယ်20နဲ့1အင်္ဂလိပ်လိုကြတော့အငယ်20ကချင်လိုကြတော့အငယ်21မြန်မာလိုလည်းပဲ20နဲ့1ဘုရားသခင်ဒီတန်ရှင်တော်ဗိမာန်တော်၌ကင်းဝတ်တဲ့ရှိသည်ဆိုတာလေရှင်ဘောလူကလည်းပဲခန်းကြီး9ထဲမှာဒီဘုရားသခင်ရဲ့ခန္ဓာကိုယ်ဖြစ်တဲ့အသင်းတော်မှာဘုရားသခင်တည်ရှိကင်းဝတ်တော်မူသောနေရာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့မှတစ်ခါဆူကြည့်လုပ်ကြတာပေါ့ဒီနေ့တစ်ခါအစီအစဉ်ပြည့်တဲ့ကျွန်တော်တန်ရှင်ရဲ့ဆူကြည့်လုပ်ကြဆိုတော့တန်ရှင်တဲ့နေရာမှာဘုရားသခင်နေပါလေမိမိခန္ဓာကိုယ်တန်ရှင်ဆိုတာဖြင့်ဘုရားသခင်ကိုပုံရတဲ့ချိန်ဘုရားသခင်ကိုရှိပါလေယူကြည်ပြည့်ရောတွေးတာခေါ်တာစားတာတောက်တာကျမရဲ့ကြိုက်နေတာမကြိုက်နေတာမစင်စားတော့ဘူးဆိုတော့မှဖြစ်လာတဲ့ချိန်မှာဘုရားသခင်နဲ့ဝေးကွာခြင်းရုပ်ရှိသွားနေပါလေဒါကြောင့်ကျွန်တော်ဘုရားသခင်ရဲ့အမှုသားကိဝတ်ရဒီမှတော့အပူရတဲ့နေတာတိကိုခန္ဒီတော့ငယ်ဆက်ချောက်ဆက်လို့ဆက်ကူကျွန်တော်တို့မလို့ရဲ့ခန္ဓာကိုယ်ကဘုရားသခင်ရဲ့ဗိမာန်တော်ဖြစ်တယ်နေဆိုတော့ပါလာဆက်ပြီးတော့မှအတင်းတော်မှာဘုရားတရားအမိတကယ်ဖြစ်ရနေရာဖြစ်သည်ဒါအခန်းငယ်15ဒီမှာပြတာလေဘုရားတရားအမိတကယ်ဖြစ်ရဖြစ်သည်ကင်းနေလိုက်တာမြန်မာဇေစကားထဲမှာကင်းနေလိုက်တာလူလုံးချင်းချင်းဖြစ်ရပြောတာထွေးထွေးကေဖြစ်ရဘုရားသခင်ရဲ့အတင်းတော်ဆိုဘယ်နေရာမှာထုခဲ့ရမလဲတမာတရားကို
ပြီးတော့ပျော်မွေ့ခြင်းအရာမှာထုတ်ခဲ့ရမယ်ထုတ်ခဲ့ရမယ်အဲ့ဒီပျော်မွေ့ခြင်းအရာမှာထုတ်ခဲ့တဲ့တင်ကြတဲ့တစ်ခုအပါလေ fellowship ဒါဂျပန်နိုင်ငံအပါအဝင်တကမ္ဘာလုံးမှာရှိတဲ့တင်းတော်များများဆဆဖျားကြောင်းပြီး fellowship lunch ရှိတယ်အနည်းဆုံး lunch မရှိတာတော့မှ coffee လေးပါလေ refreshment ရှိကြတယ်အဲ့ဒါကောင်းကင်နိုင်ငံရဲ့ဒီမှာပျော်မွေ့တဲ့နှုတ်ပတ်တော်ကိုနှလုံးသွင်းပြီးတော့မှတက်ရှင်လှုပ်ရှားပြီးတက်ရှင်တဲ့ကေဒင်ဂျင်းအကြောင်းကိုလက်တွေ့လက်ရှိခံစားရတဲ့သူများရဲ့ fellowship friendship အဲ့ဒါဖြစ်ပါလေအာမုတ်အခန်းကြီး10အငယ်7ကနေ14ဆာလောမုတ်တိတော်ခြေနဲ့တော့ရှိပါမယ်စားစရာတောက်စရာဒီနေရာများရှိမလားဟိုနေရာမှာများရှိမလားပြေးသွားပြီးတော့မှမမန်တဲ့လိုက်ပြီးတော့မှရှုမောမတတ်အမီတွာလာချင်တဲ့သူများရှိပါလိမ့်မယ်အဲ့ဒီဆာလောမုတ်တိချင်းအဲ့ဒီဆာမတ်ချင်းဟာဒီမဟုတ်ပါဘူးအစားတော့လည်းမဟုတ်ပါဘူးနှုတ်ပတ်တော်ဖြစ်ပါလေဒါရစ်ပြောဟိများရဲ့ prophet များရဲ့ခေတ်ကာလမှာပေါ်ပြထားတဲ့ဓမ္မချမ်းစာအဲ့ဒီဓမ္မချမ်းစာခေတ်နဲ့အညီကဘာတီရွေးမှန်ကန်တဲ့ဘုရားခင်ရဲ့နှုတ်ပတ်တော်အခု 21st century ဝင်လာတဲ့ချိန်မှာလည်းပဲအဲ့ဒီအာမုတ်ခန်းကြီးရှိတာမှန်ကန်နေမှန်ကန်တယ်ရှိပါတယ်ကျွန်တော်နှလုံးသားဆာလောင်လေးရှိပါတယ်သူတို့ကျွန်တော်ဟာတချင်များဆိုပြီးဆိုရင်ဥပဒေစိတ်ထဲမှာခံစားသူကချင်းတုံးဖို့လေးဖို့ဆိုနှလုံးသားထဲမှာဝိညာဉ်ပျော်မွေ့ရာတခါလေကောင်းကင်နိုင်ငံမဲ့မိစံကြီးရတာခံစားသူစိတ်ထဲမှာခံစားဆိုမိမိနှလုံးသားထဲမှာဖော်ပြောလို့မတတ်တဲ့ခံစားမှုရှိတတ်တယ်အဲ့ဒီခံစားမှုမျိုးတွေတခါလေအခင်းဆုံးတငယ်ချင်းတွေပဲဖော်ပြလို့မတတ်ပြောပြလို့လည်းအဆင်မပြေပြောပြလို့လည်းပဲမလုံအပ်ဟာဒါဖြစ်အဲ့ဒါပါလေအာမုတ်အခန်းကြီးရှိတယ်မှာဖော်ပြထားတဲ့အတိုင်းပဲနှလုံးသားထဲမှာနှုတ်ပတ်တော်ဆာငါခြင်းဖြစ်ပါလေဆာငါခြင်းဖြစ်ပါအခု 21st century ပြေးလိုက်လွှားလိုက်တခါလေပေါ်ဒီလိုဖြစ်လို့ပေါ်ဖြစ်လို့ကျွန်တော်ဆာလုံးခြင်းဆာငါခြင်းဖြစ်ပါလေနှုတ်ပတ်တော်ဆာငါခြင်းဖြစ်ပါလေနောက်ကျွန်တော်မိမိတူတီတယောက်တည်းနေတဲ့ချိန်တွေနှုတ်ပတ်တော်ကိုပေါ်ပြပြီးတော့ပါနှုတ်ပတ်တော်နဲ့မိဝေးခြင်းအဲ့ဒါလုံးသားရဲ့ဆာငါခြင်းဒီဝိညာဉ်ရဲ့ spiritual hungry လို့ခေါ်တယ်အဲ့ဒါနှုတ်ပတ်တော်စားဖြစ်ခြင်းဝေငှခံယူခြင်းဒီလိုရည်ကြည်ပါလေအဲ့ဒီအရာကိုအစပြုပေးတော့နေရာအတိတ်တော်ဖြစ်ပါလေမှန်ပါမြန်မာနိုင်ငံကနေလာရောက်ပြီးတော့မှကချင်ကာရန်ဗမာချင်းလူမျိုးပေါင်းစုံပေါ့နော်အခုကလာကိုယ့်ရဲ့ Dallas ကနေနေရာက fellowship တင်တော်များဘလို့များစားမရှိသေးဘူးတဲ့ကျွန်တော်လည်းလာတိရှိမင်းများပြီးတော့မှစုစည်းပြီးအားလုံးပြောင်းတည်ရကြမယ်ဆိုလို့ရှိတော့ကျွန်တော်ဒီလာရဲ့နောက်ဆုံးမှာကျွန်တော်မြန်မာလူပြရှိဖို့တာလည်းပဲအဲ့ဒါပါပဲကျွန်တော်ကချင်တဲ့ဘုဘူးကျွန်တော်ဗမာတဲ့ဘုကျွန်တော်ပြည်နေတဲ့ဘုနှလုံးသားဆာလောင်မတည်ပြီးတော့မှ spiritual hungry ဖြစ်နေတဲ့ညီကောင်မများအားလုံးချင်းစကားနားမလည်ကြပါမယ်မြန်မာလူပုံစကားနားလည်ကြတဲ့မိတ်ဆွေတကြီးချင်းများရှိတဲ့အတွက်ကြောင့်နားပြီးတော့ခုနအယူကြပါစေဒါရည်ချရှိပါတယ်ကိုကျွန်တော်ချင်းစကားပြောတဲ့သူများ majority ဖြစ်သွားပဲပဲလေပဲဒီအလေးထားကျွန်တော်မတမ်းမကောင်းတဲ့ဒေတာပါဘာကြောင့်လဲဆိုတော့မိမိရဲ့အတင်းတော်တွေမှာတမန်တရားအမြင်တကယ်ဖြစ်ရ
내야 가네 어머님고 퇴시 그러마 룩가이 미스팅의 진포 아포미야 뛰면 소매 싸매 떠매 밑에야 비우매 그 진스감을 넣어리면 이해할 시간에 엄마가 또 그냥 피바래 내 한국도 그냥 피바래 다음 저로 뜨나이만 그 친구들 만약 세나이 그만 내 한국도 돼 일리도 돼 디마가 미래지만 그만큼은 돼 알나 벌레 시기에 어떻게죠 외가진 공아 몸만진 등이지 말해 알아 저로 어딘도 KCPC 무파비 소배배저로 만내바이 꾸에 아침 야나 되고 가는 루베 만내배 때문에 냐는 때 에라 꾸하고 다시 말해 그래서 비만 다자 제자로 빈 तमादिया दिया अतिंदो 피바래 다저로 띵도마 तमादिया고 본연의 अतिंदो 피야바네 저 띵도를 맞아로 저로 이 니루가 니루 야바 피아종 뜻인데 이건 입에 대만 위로냐 아사디오 더블로 교비야 게 나니래 아이 정말 저로 주사네 말마 위로냐고 에이 두 보비야게 파스타 둘레미티 이메 대만 보비야게 파스타 게 애니 파스타 비야키 다죠 어딘도사 저로 가리 카이마 진리 띡띠진 수바 다음에 तमादिया네 까이니데 카이마 띡띠진 진리진 예지바래 제피바래 진리 띡띠진 카이마를 아지게 진짜로 펠로십도 마 가리 아침이야네 너네 니아니 필라다 펠로십도 마 아침 산내네 니아 아침 빼내네 니아니 필라다데 아디로 예지바 다음 살로마틱데 로가 다냐 아테시니아니아마 몬티 그러마 아테시니아니아마 아틴도마 역시 라지 안피 아테슈와 와바네 수레 때때간 전묘 피스에 아틴도 피부에 예지바에서 예전 제가 뚜르마고 에원겔리 디딘 뼈자부야 저서 간이 동에 생아 아구지 가자 간 세차 에원겔리 다로 파리스가니네 변다진 피바레 아만다로 파리고 파오라 그리스가 피바레 이방겔리언 루코바레 이방겔리언 에라고 이벤젤리즘 이벤젤리카 이벤젤리즘 뜻이에 에원겔리 고자리 수로 피바레 그래서 아딘도 망가이 에반겔리 누자야 피바리 바보마 시대 민나이 차시면 아 농아 코미디 냐냐사사 시대 되죠 에반겔리 호자메 아딘도하 이 보자 다른 후배 피바바 에반겔리 에반젤리즘 미신 디파트먼트 에반겔리 디파트먼트 다른 후배 피바바 자네 다나기 များရှိတဲ့ချိန်ခါမှာအဲ့ဌာနတစ်ခုကမြုပ်သွားလို့ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကဘာပေါ်မှာကျန်တဲ့ကော်မတီများများဆဆရှိပြီးတော့မှအေဝံဂေလိမြုပ်နေတဲ့အတင်းတော်ထက်တချို့တွေကတာသွားတယ်လို့ယူဆကြတယ်။တော့အေဝံဂေလိကိုဒီခါလေး freely များများဟောဆိုတဲ့နေရာမှာသူကတာသွားတော့ဒီကမှာဆူကြ။မြစ်စစ်နေချင်းများများတို့တိကျခံချက်ကပါလေဆိုရှင်များများဟောစားများများဟောများများဆဆဟောပြီးတော့မှပြောင်းလဲတယ်တော့မှန်ပါရဲ့ဒါမဲ့မခိုင်ပါဘူးမိတ်ဆွေတွေချင်းများကျွန်တော်တိတိခံတယ်ဒါတော့မိနိုင်ချက်ရှိကိုကျွန်တော်တို့ကချီမွန်ထိုးမနာပြုလို့မှပျောက်တာမဟုတ်ပါဘူးလို့ပြောတယ်သူ့ရဲ့စီနဲ့သူ့ရဲ့ကန်နဲ့သူ့ရဲ့ကော်မတီနဲ့တခါလေသူ့ကန်တာနဲ့သူလုပ်တာအင်မတန်မှခေါ်အားယူဆရာကောင်းပါလေအခုကျွန်တော်တို့အဲ့လိုမရှိတဲ့ချင်းကြတော့ငါတော့မြားတာကြီးအဲ့ဒီငါ့ကိုဘယ်လိုပြုလုပ်ဆောင်ရမလဲဆိုတာ
애기 띠가래 임담아 그렇게 시바리 이렇게 가는 거 되게 신기해. 띄어가 매야로 시대. 다저 저로 두르바고 에브글리 드림 포차 다저로디 제비에 틴도드 바네네 야디 그러마 미킹 틴도네 펠로십 장네 틴도네 펠로십 야마는 마마시게 틴도네 펠로십 인터넷 다드나 뷰에 맞아로 면면서서 짝 피버제 세비야 야네 세 피바제 에브글리 틴도 틴다냐 수라 에브글리 the ding kong era jachin report adik jachin 다저 report adik 냐냐 용지진 냐냐 빼내게 띵도 하 누자 터져 누주하고 떼줘 또래니 레벨 아마 띵도 잡을 수 있는 띵도 띵다냐 물어 보사 아시모아 라우치라고 에라 다드나 비우데 미쇼로지스 도마냐 다만 가시 제자로 로기다냐 용지 나야메 네야 아딘도 에라 만가데 딘도 요 로기다냐 용지 나야메 네야 칸 세척 만내가 저로 아고 보청답게만 이다고 차스 예 두큐 덴두 쇼피 바레 예사 내가 henchman 두큐 덴두 쇼간에 나바이 두큐 해와 교회 빛나 같이 크리스천 펠로십 가는 크리스천 펠로십 아이간에 무당십마 KCBC 덴두 쇼 아쿠 처음 비나네 증가마 KCBC 교회 뒤에 스텝 내가 들어 tamae chi bidoma 저로 윤지도 따님이 냐에 미긴 밖에 냐가 아유니 잡아래 아유니 잡아래 저 비긴 미긴 밖에 냐 제비우냐 딘도 딘다냐 그 집으로 아무런 그 아유로 로기다냐 셀레이 용지라고 두번라 저 말이야 아띵도가 야띵하지 말이 TBC 야띵해진 KCBC 야띵해진 제비요마 안수범이 야띵해진 용지도냐 되시라고 말이 간지동 미개도 룩성야니 아띵도로 호반 룩성부야 니난이 시발에 배 룩성래 간지동 맞아 에리 아띵도 이렇게 라비 수신 렛뒤 룩성야메 니야 시다지 피바래 에리 렛뒤 룩성야를 니야마 바디 렛뒤 레 진짠진 렛뒤 피바래 와이블 룩성진 렛뒤 피바래 에라 간지 동하게 생각해마 렛뒤 진짠 룩성야진 에리 피하기에 간다고 아딘도마 피바래 아딘도마 렛뒤 진짠 룩성진 마바부스루신 딱하 레 아고 저로 세능바서 아무티자도 뭐뭐게 세능고바마 대단장시 에로요 이문단 통례 동지마 동지서 세비 동지별라 뭐뭐 동지별라 배쳐서로 민대냐 아 대단장 피나 바비로 에이간에 더시나래 정도정다하냐 지부지 피나 우측에 물이 피나 세부의 문지이 피나 득하래 타나지 그이 나이 피나 다 맹행대가 진지한 뷰무 성여진 이라면 자죠 저 리서치하고 뭐야 비로소다래 루리고 칭첩이로만 남자면서 시 안내법에서 가네 두니야 루리고 칭첩이 남자면서 시 안내법에서 가네 너그러면 루리고 방야이 바이 묘린 ချက် 안에 세면서 시 안내법 40 넘어 나오잖아요 다 두리니에 이렇게
ကိုအချင်းစာရိတပြက်ပြားစေအောင်နှစ်တရားတော့ရှာပြီနှစ်တရားတော့ရှာဒါကြောင့်ကျွန်တော်တို့ဒီနေ့အတင်းတို့တင်တာများကျွန်တော်ဒီမှာဖျားရှိခုနေကြအပေါ်မှာစနေစုတင်ကြတယ်ပြိုးထောင်ခြင်းလက်ချင်းအတင်းတရားတွေအရင်မာတီတဲ့ခြင်းဖြစ်တယ်အရင်မိတဲ့ခြင်းဖြစ်ကျွန်တော်တို့အတင်းတော်ရေလို့ရှိတာတာသမီးများမနေ့ကတပတ်က generations through generations အစပြုဒီနေ့တာသမီးကိုတခါလေချင်းချောက်ပြီးတော့မှကျွန်တော်ခိုင်းစေမယ်ဆိုရှင်နှစ်ပေါင်း20နေနာပြီကောင်းကောင်းပညာရဲ့လမ်းမပြပဲနဲ့ဖြစ်ကြရဖြစ်လမ်းမပြဘူးဒီလိုပဲလွတ်ထားမယ်ဆိုရှင်နှစ်ပေါင်း40နေနာပြီအချင်းစာရိတဘရွန်ဒီတော့ဒီခါလေဒါဒီလုတ်ကအခုကဘာနတ်ရှူတာလို့ပုတ်တာလို့အစုံပဲနန်းတာလို့ရှုံတာလို့အစုံပဲဒီပုံတရားအော်ဒါပုံတရားပုံတရားတော့ချာဒါလည်းရှိဒါကြောင့်ကျွန်တော်တို့အတင်းတော်ရေတို့ဖြစ်လာပြီဆိုလို့ရှိရင်ဒါဒီပြန်ပြီးတော့ဖေးမမတီဘူးပြန်ပြီးတော့ထူထောင်စေဖို့ပြန်ပြီးအာယူစေဖို့ပစ္စည်းလာတဲ့လူလောကဘုံကိုဖျက်ပြလူရောရှိရာတိုင်းကောင်းကင်နိုင်ငံမှာလူတော်ပြည့်စုံတဲ့မြေကြီးပေါ်မှာပြည့်စုံပါစေလို့ဆိုတဲ့ဝိုင်းပြီးတော့မှအတင်းတော်တိုင်းလက်ဆွဲချီပြီးတော့မှမိသားရတဲ့ဝိုင်းပြီးတော့မှဒီဆောင်ခြင်းဖြစ်ကြပါလေဒီတဲ့ချက်တမန်တရားကိုသိစေရန်လှုပ်ဆောင်ရမည်များဖြစ်တယ်ကဲတမန်တရားကိုသိစေရန်ဟောကြားတာပါပဲတိတိခါပါမယ်ဆိုတော့ကျွန်တော်မင်းလိုက်ချက်ရဲ့ program ထဲမှာတိတိခါနေရာပြောက်ဓမ္မတော်ဝိတုထဲမှာတိတိခါလို့ကြီးပွားလာပဲတင်းတော်ဆိုတာဒါပေမဲ့ကျွန်တော်မင်းလိုက်ချက်များကဘေးမှာထိပ်ပေးကောင်းလဲဆိုလို့ရှိရင် fellowship အဲ့ဒီ fellowship မှာထိပ်မပေးဘူးဆိုလို့ရှိရင်တိတိခါနေတဲ့နေရာဒီလိုတင်တာနိုင်ပြောင်းသွားခုမြန်မာပြည်မှာရန်ကုန်မန္တလေးမြစ်ကြီးနားဗမောအဲ့လိုမြို့ကြီးမှာ10နာရီ17နာရီ17နာရီဖျားရှိပြီးတော့သွားတယ်ညနေ4နာရီ5နာရီရောက်ပါဘယ်လိုရှိတယ်ပါမသွားဘူးဘယ်မှာသွားလဲဒီလိုတီးခတ်တဲ့နေရာ fellowship မြန်မာလူတွေနေရာတိတိခါလို့ရတဲ့နေရာရောက်အဲအောင်ကျွန်တော်အတင်းတော်မှာဒါလည်းတိတ်အရေးကြီးတယ်ဒါကြောင့်ဒီမှာဆက်တော့ program တွေတွေ့ပြီးတော့ဒီခါလေးအားလုံးဝိုင်းပြီးတီးဆူအချင်းကိုကျွန်တော်ကလူပြီးလူကလည်းတွေ့ကြအောင်တချင်းထဲမှာဒီခါလေးဒါပါဘူးအဲ့ဘယ်လောက်ကောင်းလဲတိတ်ကောင်းတယ်အချင်းရရလို့ရှိရင်လူငယ်ကြီးတနာရီတော့တနာရီခွဲတော့ဒီခါလေးဆူချင်းတီးချင်းအဲ့ဒါဟန်ပန်အမူယာအမျိုးမျိုးတိတ်ခံချင်းအဲ့ဒီကတာရှိဘူးတို့ဒါနူးရတော့တင်းတော့ဆိုအဲ့ဒါနူးရတယ်ဆိုတော့ဒီခါလေး silent အနေနဲ့ silent အဲ့ဒါမအောင်ဘူးဒါကြောင့်ကျွန်တော်ရဲ့တမန်ကျမ်းကိုသိစေရမယ်လုပ်ဆောင်ရမယ်ဟောခြင်းပြခြင်းတွင်တင်ခြင်းတည်တည်ခံခြင်းဆူခြင်းရှိပါတယ်ဒါကြချက်ကြတော့ယုံကြည်သူများငြင်းခုန်ရမရှိပဲဖျားကိုမိမိကိုယ်ပေါ်နဲ့ပူလွင်စေရန်မြာဖြစ်တယ်ဘယ်လိုလုပ်မလဲဆိုတော့ငင်းခုန်ရမဟုတ်ပါဘူးဖျားကြောင့်ရောက်လာတဲ့ငင်းခုန်ခြင်းကျွန်တော်ဘယ်မှမလုပ်ပါဘူးရန်ပြီးတယ်လည်းဘယ်မှမရှိဘူးဒီမှာစံစာထဲမှာရှင်ဘုရားကစံစာထဲမှာအစုံပြောထားဖို့လိုတယ်ဆိုပြောထားစစ်တယ်ဖြစ်ပါလေငင်းခုန်တယ်လည်းမရှိပါဘူးပြောရှိစရာဖျားကြောင့်မှဆုံးကြပါတယ်အဲ့ဒါမှန်ပါတယ်ဘုရားခင်ရဲ့ပုံရိပ်ကိုမိမိခန္ဓာကိုယ်နဲ့ပေါ်လို့စေခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရောက်တာနဲ့နှုတ်ဆက်ဒီကပတ်လည်းနှုတ်ဆက်ဒီပတ်လည်းနှုတ်ဆက်ဒီကူလာကြာနေတာလည်းအကောင်းတယ်။ဒီချိန်တော့ကနှုတ်ဆက်ရင်တခုတော့ဖြစ်ပြီးတယ်အဲ့လိုထင်တယ်
누가 로세 육색다 니네 미안해 아 그거지 에라 그래도 예 용지신 펠로십 야기 소시 이네 만나 가든가 육색이게 육색자 말이 에라 그 친구 니네 요비 표로 보고 만미야 너နောက်ပြီးတော့ဗာ၄ချက်တစ်ချက်ကဝိညာဉ်တော်ဖြင့်ထင်ရှားစေရဖြစ်သည်ကျွန်တော်တို့ဝိညာဉ်ဆိုတာပြည့်ပြည့်စုံစုံနားလည်ဖို့လည်းခက်ပါနားလည်ဖို့လည်းမပြည့်စုံနိုင်ပါဘူးကချင်လူစင်ဝါကြီးဝါပါလည်းရှိသေးတယ်စက်တာဒီမှာဟိုပမာလူစင်တော့ဝိညာဉ်တော်ဆိုရင်တချို့ဝိညာဉ်တော်ပေါ်ပြတခါလေဝိညာဉ်တော်လို့ရေးထားတယ်တခါလေတန်ရှင်တော်ဝိညာဉ်တော်လို့ရေးထားတယ်အဲ့ဒီတော်လို့တန်ရှင်တို့မပါဘဲနဲ့ဝိညာဉ်ဆိုလို့ရှိရင်ဒါလူတွေရဲ့ဝိညာဉ်အဲ့ဒါဆိုအခုကျွန်တော်တို့လူတွေရဲ့ဝိညာဉ်ဟာနည်းနည်း fresh active ဖြစ်တော့ပေါ်ပြတဲ့လူတွေရဲ့ဝိညာဉ်ဟာတက်ကြည့်တယ်လေဒါမဲ့ဒီခန္ဓာကိုယ်ဟာပြုတ်နေတဲ့အတွက်ကြောင့်အမြဲတမ်းကျွန်တော်ဝိညာဉ်ကပါသွားတယ်ပါလေအဲ့ဒါကိုတန်ရှင်းသောဝိညာဉ်တော်အမြဲတမ်းပြုတ်ရတယ်ဒါတော့ဒီခါလေးကျွန်တော်တို့တွားနေရတယ်နော်မတွားချင်ပါဘူးလေအဲ့ဒါကအခုမတူလို့ရှိတယ်အဲ့လိုမျိုးခန္ဓာရတယ်ဒီတော့ဒါကျွန်တော်အချင်းဆုံးကြတယ်ဆုံးကြတာပဲတန်ရှင်းသောဝိညာဉ်တော်ကဘယ်လိုညာနှုတ်ဆောင်မှုရှိလဲတခါတည်းစကားကပြောနေဘုံမချဖြစ်နေတတ်လားနှုတ်ပတ်တော်နဲ့ကြိတ်နေလားကြိတ်နေလားကိုကြည့်ဒါကြောင့်ဒီတန်ချင်းတော်ဝိညာဉ်တော်ဖြစ်ထင်ရှားစေရဖြစ်တယ်။နှစ်ယောက်ဆုံးတဲ့ခါပြီးသုံးယောက်ဆုံးတဲ့ခါပြီးလေးယောက်ဆုံးတဲ့ခါပြီးတန်ချင်းတော်ဝိညာဉ်ထင်ရှားစေဖို့ဖြစ်ပါလေ။ဒါကြောင့်အတင်းတော်ရဲ့တီးရှိလာခြင်းဟာတန်ချင်းတော်ဝိညာဉ်တော်အားဖြင့်ဟောမှန်တဲ့တီးတော်ဆိုတာတီးရှိလာဖို့ဖြစ်ပါလေ။ဟောစားတည်တည်ကဖြစ်ပါလေ။ငါချက်နဲ့နောက်ဆုံးကြတော့ကောင်းကင်တမန်တို့ဒီခရစ်တော်ကိုရှုမြင်ကြစေရဖြစ်သည်။အဲ့ဒါအခန်းငယ်16ထဲမှာပါတယ်ကျွန်တော်ဖတ်တယ်။ကောင်းကင်တမန်တို့ဒီခရစ်တော်ကိုရှုမြင်ကြရဖြစ်သည်။ကောင်းကင်တမန်ဆိုတာခရစ်တော်ကိုရှုမြင်တာလည်းရှိခရစ်တော်ကိုကြည့်တာလည်းရှိစာတန်ကိုကြည့်တာလည်းရှိစာတန်ကိုကြည့်တဲ့ကောင်းကင်တမန်များဘယ်ကနေစလဲဆိုတော့ဟေရှာယအခန်းကြီး14ကနေစအငယ်17ကနေစနောက်ဟေဇေကိလကချင်ကဟေဇေကိလမမလူကယေဇေလအနာဂတိချန်28အငယ်17ကနေစဒါဟာစာတန်ကိုကြည့်တဲ့ကောင်းကင်တမန်ရှိတယ်စာတန်ကိုရှုမြင်တဲ့လူကြီးကျွန်တော်ဘယ်လိုလဲပြောပါလဲတော့မခွဲလို့မရဘူးခွဲလို့တော့ကမလို့တော့ခွဲလို့မရဘူးဒါကြောင့်စာတန်များကဒီသူတို့ fallen angels ဖြစ်မသွားခင်ကြာစင်သွားတဲ့ angels ဖြစ်မသွားခင်ဘယ်သူအနည်းနာမှရှိတဲ့အဖွဲ့လေဆိုလို့ရှိရင်လူတွေကိုအကာအကွယ်ပြုတ်တဲ့တမန်တော်များဖြစ်ပါလေအဲ့ဒါယောဘဝတ္ထုအခန်းကြီး1အငယ်10ထဲမှာဆိုတာလေလူတွေကိုလူမျက်စိနဲ့မတွေ့ရပေမဲ့အချွေအယံအကာအကွယ်ဥပဒေတိုင်းနဲ့ကာထားတယ်လို့စာရန်လုံးဝမခိုက်နေတဲ့အကာအကွယ်ဖျားခင်ပေးထားတယ်ယုံကြည်သူများရဲ့ပဝန်းကျင်မှာရောက်ရနေရတိုင်းဖျားခင်ဝေကတူထားတယ်အဲ့ဒါဘုရားခင်ဆေလွတ်ပို့လို့ထားတဲ့အင်ဂျင်များကကောင်းကင်မှာများကတတ်ဆွဲပြီးတော့အကွေကပေးခြင်းဖြစ်တယ်တစ်ပြီးတော့အရေးကြီးတဲ့ကျွန်တော်ရဲ့ခံယူချက်တွေပါစိတ်ချယုံကြည်ရဆိုတာအဲ့ဒါနောက်တမန်တော်များကာကွယ်ခြင်းမပေးနိုင်တဲ့
angels စာတန်မာရသူတို့ရဲ့အဖွဲ့ရောက်သွားတဲ့အပေါင်းအသင်းရောက်သွားတဲ့သူများကိုအဲ့ဒီ fallen angels စာတန်များကဝိုင်းရံထားတဲ့လူတွေဖြစ်တယ်အဲ့ဒါဗျာဒိတ်အခန်းကြီး1အငယ်9ဒီမှာအပေါင်းအသင်းလို့ဆိုထားပါတယ်တခါလေကျွန်တော်ရဲ့အပေါင်းအသင်းဟာဘုရားခင်နဲ့နှင်းဆက်စေတဲ့အပေါင်းအသင်းလားဘုရားခင်နဲ့ဝေးကွာသွားစေတဲ့အပေါင်းအသင်းလားတချို့မိတော်အပြင်ခါလေနားလေနေတဲ့အချိန်ရှိတယ်နားလေနေတဲ့နေရာရှိတယ်ဆိုတော့ဗျာဒိတ်အခန်းကြီး3အငယ်9ထဲမှာကျတော့စာလန်ရဲ့အတင်းဝင်လူခေါ်ထားတယ်အပေါ်အတင်းဖြစ်တာကဘူးအတင်းဝင်တော့ဖြစ်သွားသေးတယ်တကချင်လို့ကြတော့လေးနဲ့ပူတော့မှတိကျကျပေါ်ပြထားတယ်စာလန်နှုတ်ဦးကြောင့်စာလန်ရဲ့နှုတ်ဦးကြောင့်ဒီစီမှာဆိုတာแต่ผมมาလို့ကြတော့အတင်းဝင်နဲ့အပေါ်အတင်းအဲ့ဒီနှလုံးသွင်းထားတယ်ဒါကြောင့်ကျွန်တော်အသင်းတော်ဆိုတဲ့နေရာမှာဘုရားသခင်ကအုတ်မြစ်ကာထားပြီးတော့မှကြောက်ကံထားပြီးတော့မှခက်ခက်နဲ့ဘုရားသခင်ရဲ့ယုံကြည်သူများတည်ရှိတော့တင်တော့ကပ်ပါတဲ့တင်တော့ပြပါလေမိမိတယောက်ချင်းဘုရားသခင်စီမှာယုံကြည်ပြီးတော့မှတည်ရှင်တဲ့သူများအားမိမိရဲ့ပတ်ဝန်းကျင်မှာတမန်တော်များတက်ချပြီးတော့မှအကွေကပြုတ်ပေးနေတဲ့ဘုရားခင်ဖြစ်ပါလေဘုရားခင်ကိုဆွေးနွေးစွာယုံကြည်ပွားပြီးတော့မှန်တဲ့ဘုရားကိုလုံသားတွေမှာတွေ့ပြီးတော့တက်ရှိတဲ့သူများရဲ့ပတ်ဝန်းကျင်မှာဘုရားခင်အမြဲတမ်းကာကွယ်ပြုထားတဲ့ရှိပါလေဒီမှာမှာအရေးကြီးတဲ့အချက်ဖြစ်ပါလေဒီနေ့ကျွန်တော်တို့ဘာမှချက်ပြဖြစ်အခါကြီးမျောလင်းခြင်းတည်ရှိရာအတိတ်တော်ဖြစ်ပါတယ်။နောက်ခန်းကြီးนี่ကျတော့အတိတ်တော်ဒီမှာဘုရားခင်တည်ရှိရာအတိတ်တော်ဖြစ်တဲ့အတိုင်းတမန်တရားတည်ရှိရာအတိတ်တော်ဖြစ်တဲ့အတိုင်းယုံကြည်သူများလည်းပဲအဲ့ဒီတမန်တရားကိုပြန်ရှိပြီးဆက်လက်၍ခိုင်မာသောအတိတ်တော်တည်ကြခံမှုရဖြစ်ပါတယ်။တားကြအခန်းကျတော့လုဆောင်ရမယ့်နေရာမှာကျင့်ကြံပြီးလုဆောင်ပြီးဘုရားခင်ရဲ့လူတော်တိုင်းဆရမဏေရဲ့ဆွေဆောင်ခြင်းအတင်းဝင်ဖြစ်ခြင်းအပေါင်းတင်ဖြစ်ခြင်းကလည်းဘုရားခင်ရဲ့ဒီတမန်တော်များရဲ့ဝေကခြင်းအရေးတော်တာအောင်မှာဘုရားခင်ချီးမွမ်းထောက်နာပြုပြီးဖြစ်တော်ဒုတိယခြင်းကြွလာတဲ့အချိန်အထိဘုံတော်ဝင်စားခြင်းချိန်ထိဧဝံဂေလိတရားဟောကြားရင်းနဲ့ဘုရားခင်ဒုတိယခြင်းကြွလာခြင်းကိုပြောဖို့တော့အသက်ရှင်ခြင်းများတည်ရှိတဲ့အတိတ်တော်ကိုမင်္ဂတော်တင်တော်လို့ဟောဆိုခြင်းနိပြည့်ကျော်တော်ဒီစားပါစို့လို့ပြောခေါ်ပါတယ်။ကျမ်းစာတင်များအလုံးတိုင်ပေါ်ပေးပါစေ။